အခန်းကိုပြစ်မှားသောဝိညာဉ်သည်တေလိမ့်မည်လူသားသည်တေပြီးနောက်တွင်သူ၏ဝိညာဉ်သည်လည်းဆက်လက်တည်ရှိမည်မဟုတ်ဟုအချို့ကပြောကြပါသည်အဘဲကြောင့်ဆိုသောစားသောနေ့တွင်ဧကန်အမှန်တရားမည်နှင့်ပြစ်မှားသောဝိညာဉ်သည်အသက်တရားမည်ဟုရေးသားထားသောကြောင့်ဖြစ်ပါသည်အပြစ်သားတဦးတည်သောအခါသူ၏ဝိညာဉ်လည်းတည်ဆုံးသည်မှာမှန်ကန်ပါသည်သို့သောကိုယ်ခန္ဓာသည်မြေမှုန့်မှဖြစ်ပေါ်လာခြင်းဖြစ်ပြီးဝိညာဉ်မူကားဖျားသခင်ပေးထားသောအရာဖြစ်ပါသည်ထို့ကြောင့်ကိုယ်ခန္ဓာတည်ဆုံးခြင်းနှင့်ဝိညာဉ်တည်ဆုံးခြင်းသည်ကွဲပြားခြားနားပါသည်ကိုယ်ခန္ဓာတည်ဆုံးခြင်းသည်ပထမတည်ခြင်းဖြစ်ပြီးဝိညာဉ်တည်ခြင်းသည်ကဒုတိယတည်ခြင်းဖြစ်ပါသည်ပထမတည်ဆုံးခြင်းဖြစ်သောကိုယ်ခန္ဓာတည်ဆုံးခြင်းသည်လူသားအလုံး၏ဘိုးဘေးဖြစ်သောအာဒံထံမှဆင်းသက်လာသောကိုယ်ခန္ဓာ၏အပြည့်အတွက်ကြောင့်ဖြစ်ပါသည်ဒုတိယတည်ခြင်းဖြစ်သောဝိညာဉ်တည်ခြင်းမူကားကောင်းကင်တမန်ကဘာထဲတွင်ကျူးလွန်ခဲ့သောမိမိ၏တိကျအပြည့်၏အခါကြောင့်ဖြစ်ပါသည်ကျမ်းစာထဲတွင်လူတိုင်းမိမိအပြစ်အလျောက်တရားစီရင်ခြင်းခံရမည်ဟုပြောပါသည်လူသားတဦးစီတိုင်းသည်ကောင်းကင်တမန်ကဘာထဲတွင်လုပ်ခဲ့သောအလုပ်တိုင်းဤကဘာတွင်ထပ်မံပြုလုပ်မိသည့်အတွက်ထိုသူသည်ခန္ဓာကိုယ်နှင့်ဝိညာဉ်နှမျိုးစလုံးကိုတရားစီရင်ခြင်းခံရမည်ဖြစ်ပါသည်ကျွန်ုပ်တို့ပြောနေသောဝိညာဉ်အကြောင်းသည်ကက်သလစ်ဘုရားကျောင်းနှင့် Presbyterian ဘုရားကျောင်းများကသင်ကြားသောဝိညာဉ်ထာဝရတည်မြဲခြင်းကိုဆိုလိုခြင်းမဟုတ်ပေကျွန်ုပ်တို့ပြောနေသောဝိညာဉ်အကြောင်းဟူသည်ပြစ်မှားသောဝိညာဉ်သာမကပြစ်မှားသောကောင်းကင်တမန်များပင်အဆုံးတွင်တရားစီရင်ခြင်းခံရပြီးတည်ခြင်းသို့ပို့ဆောင်ခံရမည်ဟုသောကျမ်းစာ၏သင်ကြားချက်ပင်ဖြစ်ပါသည်တမန်တော်ပေါလုကဤသို့ပြောခဲ့ပါသည်လူသည်တခါတည်းတည်၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့သို့လူတိုင်းသည်ကိုယ်ခန္ဓာတည်ဆုံးပြီးနောက်သူတို့၏ဝိညာဉ်သည်သူတို့ပြုခဲ့သောအကျင့်အတိုင်းတရားစီရင်ခြင်းခံရမည်ဖြစ်ပါသည်ဤကဲ့သို့ရေးသားထားပါသည်ဗျာဒိတ်ကျမ်းအခန်းကြီး20အခန်းငယ်10နှင့်တေလွန်သောသူအကြီးအငယ်တို့သည်ပလင်တော်ရှိမှရက်နေကြသည်ကိုငါမြင်၏စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်တဲ့ဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏တေလွန်သောသူတို့သည်မိမိတို့အကျင့်တိုင်းစာဆောင်တို့၌ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရကြ၏ယေရှုမိန့်တော်မူခဲ့သည်မှာရှင်လုကာခရစ်ဝင်အခန်းကြီး7အခန်းငယ်49အကျဉ်ကျွန်သည်မိမိသခင်၏အလိုကိုတိလျက်နှင့်အသင့်မနေသခင်၏အလိုကိုမဆောင်ထိုကျွန်သည်များစွာသောဒဏ်ကိုခံရ၏သခင်၏အလိုကိုမတိဘဲလျက်ဒဏ်ခံထိုက်သောအမှုကိုပြုမိသောသူမူကားအနှဲငယ်သောဒဏ်ကိုသာခံရ၏ဟူ၍ဖြစ်ပါသည်ထို့ကြောင့်လူတိုင်းမိမိအပြစ်၏အဖို့အခအတိုင်းတရားစီရင်ခြင်းခံရမည်မှာတန်တရားဖြစ်เสียမရှိပေအထက်ပါကျမ်းပိုင်များကတက်တည်ပြနေသည်မှာနောက်ဆုံးတရားစီရင်ရာနေ့တွင်လူတိုင်းမိမိတို့အကျင့်လျောက်အပြစ်ပေးခြင်းခံရကြမည်အကြောင်းဖြစ်ပါသည်သူ၏အပြစ်တိုင်းတာလျောက်တနာရီသို့မဟုတ်တရက်သို့မဟုတ်မျိုးဆက်တစ်ဆက်အပြစ်ခံရပါမည်ထို့သောအပြစ်ပေးခံရပြီးနောက်ဝိညာဉ်သည်ထာဝရပျက်စီးသွားမည်ဖြစ်ပါသည်ဤအရာသည်ဒုတိယတည်ခြင်းပင်ဖြစ်ပါသည်သို့သောလောကတနိုင်ငံလုံးကိုလှည့်ဖြားသောမနက်စာတန်နှင့်မိစ္ဆာပရောဖက်တို့မူကားနေညမပြတ်ကဘာအဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရပါလိမ့်မည်ဤကဲ့သို့ရေးသားထားပါသည်ဗျာဒိတ်ကျမ်းအခန်းကြီး20အခန်းငယ်10သူတို့ကိုလှည့်ဖြားသောမနက်ကိုလည်းတားရဲနှင့်မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမိအိုင်ထဲသို့ချပစ်လျင်သူတို့သည်နေညှဉ်းမပြတ်ကဘာအဆက်ဆက်ပြင်းစွာသောဝေဒနာကိုခံရကြလက်တတ်